တို့တော်ဝင်အသင်းအနေနဲ့ယခုငလျင်ဘေးဒဏ်တင်နေတဲ့ပြည်သူတွေအတွက်ပေါ့နော်လိုအပ်တဲ့အစားအစာတွေအသုံးအဆောင်တွေစေဝါတွေကိုလှူဒန်းပေးသွားပါမယ်equipment တွေကယ်ဆယ်ရေးတွေတော့မမီတော့ဘူးပေါ့နော်အဲ့တော့လွတ်မြောက်လာတဲ့လူတွေကပဲအကူအညီလိုအပ်တဲ့ပြည်သူတွေကိုအဓိကထားပြီးတော့မြေပြင်တက်ရိုက်လှူနိုင်တဲ့ပရိသတ်အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့မှလှူဒန်းပေးသွားပါမယ်ကျွန်တော်တို့ညီအကိုတွေထဲဝင်ထားတဲ့ပတ်စံတွေနဲ့စုပေါင်းပြီးတော့ပေါ့နော်လက်ရှိမှာတော့မန္တလေးနဲ့စကိုင်းကိုအရင်ဆုံးလှူဒန်းနိုင်မယ်လို့ထင်ပါတယ်ကျောက်တာမြန်မာနိုင်ငံမှာဒါငလျင်ဘေးဒဏ်ကိုအပြင်းထန်ခံစားခဲ့ရတဲ့မန္တလေးတိုင်းစကိုင်းတိုင်းအပါအဝင်တခြားလိုအပ်တဲ့နေရာများကိုဒါတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဗောနော်ကျွန်တော်တို့ဒါပါဝင်လူရန်နိုင်ရဲ့အလို့ငါဒါကျွန်တော်တို့ဒါတောင်ကိုရီးယားရောက်ဒါရွှေမြန်မာများနဲ့ဖွဲ့စည်းထားတဲ့ဒါတော်ဝင် FC အသင်းကဗောနော်ကျွန်တော်တို့ဒါအသင်းပိုင်ရှင်ဖြစ်တဲ့ကိုကျော်စီရဦးကနေပြီးတော့ကမကထပြုလုပ်ပြီးတော့ဒါတော်ဝင် FC ရဲ့ဒါအသင်းသားများပါဝင်စုပေါင်းပြီးတော့ဒါလူဒန်းမှုတွေကိုဒါပြုလုပ်သွားမှာလည်းဖြစ်ပါတယ်စီတမကြပါနဲ့အာတင်ထားပါအားလုံးပဲ fighting ပါ